ဟုတ်လားကြော်မသွားပါနဲ့ခင်ဗျာဒီဗီဒီယိုလေးကိုကြည့်ရှုနေပါတယ်ဆိုရင်သေချာလေးနားထောင်ပေးသွားပါ3ရက်အတွင်းမှာငွေကံကောင်းဆုံးနည်းနံလေး3ခုကိုပြောပြသွားမှာဖြစ်ပါတယ်အဲ့ဒီနည်းနံလေး3ခုကတော့စနေရဲ့ဗုဒ္ဓဟူးရဲ့တနင်္ဂနွေသားသမီးဖြစ်ပါတယ်အဲ့နည်းနံလေး3ခုပါတယ်ဆိုရင် copy link 10ကယူပြီးတော့ဗောနော်ငွေ10သိန်း10တန်း10ကတိထိဝင်ပါစေဆိုပြီး comment လေးအောက်မှာရေးပေးသွားပါခင်ဗျာfollow မနဲ့ရသေးတော့သူများ follow လေးနေပေးသွားပါကံကောင်းဆုံးနည်းနံလေးတွေဖြစ်လို့မို့မကြခင်ချိန်တော်တွင်မှာငွေတွေအများကြီးဝင်လာတော့မှာဖြစ်ပါတယ်ဒါကြောင့်ရုံကြီးကြီးလေးနဲ့အသေးလေးနှိပ်ပေးပြီးတော့ copy link လေးယူပေးသွားဖို့တောင်းဆိုပါတယ်ခင်ဗျာအားလုံးဆက်ဆက်ရရအဆင်ပြေကြပါစေတခြားနည်းနံသားသမီးတွေကတော့ကံကောင်းစီရင်ဘာလို့ရင်ကောင်းမလဲဆိုရင်ဒီနေ့ရစပြီးတော့အရဟံသိဋ္ဌိကို108ခေါက်ဒါမှမဟုတ်ရင်108လုံးပရိနဲ့ပေါ့နော်လိုပရိနဲ့စိတ်လို့ရပါတယ်အဲ့ဒီနည်းနံလေး3ခုကတော့စနေသားသမီးရာကံအမြင့်ဆုံးထဲမှာရောက်နေတယ်တနင်္ဂနွေသားသမီးတွေကတော့ခုချိန်မှာခြေရအရင်အဆင်မပြေသေးဘူးဆိုရင်ခုချိန်မှာခြေရအဆင်ပြေတဲ့ထဲကိုရောက်လာပါခင်ဗျာဗုဒ္ဓသားသမီးတွေညာစီးပွားလက်လာပါတွေတိုးပွားလာလိမ့်မယ်နောက်တစ်ခုပြောသမျှဆိုသမျှအောင်မြင်လာလိမ့်မယ်ခုချိန်ခုခါဒီရက်ကစပြီးတော့ဗောနော်ကျန်တဲ့နည်းနံသားသမီးတွေကန်းစားတာညံ့နေတယ်လို့ထင်ရင်ဒီနေ့ကစပြီးတော့တရားရှိလုံးပရိလေးနဲ့အရဟံသိဋ္ဌိလေးကိုရွတ်ပါအကျွေးရှိတော်သူများကအကျွေးကြေသွားပါလိမ့်မယ်အားလုံးအဆက်ဆက်ရရအဆင်ပြေကြပါစေခင်ဗျာ